ဘူးပေမဲ့online ကမင်းတပ်ပေါ်အတွေ့ပြီးကိုယူပြီးအတန်းဆိုတာလည်းမကြဘူးပေမဲ့အတင်ထားတဲ့မင်း post တွေကြည့်ပြီးကိုမျောပြီးတကယ်ချင်းဖြစ်ခွင့်တော့လိုချင်ပြီးကိုတောင်းဆိုတဲ့အခါအခွင့်အရေးသူပေးတယ်အလိုလိုနေရစကြလာတော့အပန်းရောစင်ကြိုးတွေကိုရင်ထဲမှာအစာတိုးလာတယ်တစင်တိုးပြီးတော့ကိုချစ်ခွင့်ပန်းတာအချင်မသိလိုက်နဲ့တကယ်ချင်းလေးရဲ့ခံစားရသမျှရင်ဖွင့်ပြတာဘာမှမလျော့တဲ့အချစ်တသက်သာယုံမှာကြားဘူးတဲ့ချစ်တဲ့ဘုံလို့တယ်လီဖုန်းလေးထဲမှာတုံးလဲလွမ်းမယ်တခါမကညရောက်လာလေတိုင်းမင်းဖုန်းတယ်မချရင်ကိုအိမ်မပြောတာအချစ်ဖြစ်နေပြီတစင်တုံး